ကျွန်တော်ဖုန်းလဲဝယ်ခြင်းနဲ့ဒါပေမဲ့ budget ကလည်း6သိန်းအောက်ပဲရှိရဆိုရင်တော့ဒီ Vivo Max တွေတက်ဖြစ်ပါတယ်ကျွန်တော်မင်္ဂလာပါကျွန်တော်နာမည်တော့တရားပြပါဖုန်းပြည့်တဲ့လုံးရော view တွေကိုလုပ်နေတဲ့သူကြောက်ပါဆိုတော့ထုံးစံတိုင်းပဲ video လေးကိုချိန်ဆွဲပဲနဲ့စလိုက်ရအောင်အရင်ဆုံးRedmi 15 စီနဲ့စလိုက်ရအောင်Redmi ရဲ့ series တွေကတော့စီးတတ်မယ် quality ဘိန်းကိုစိတ်ချရတဲ့ဘက်ကိုတော့ပါတယ်ဒီ Redmi 15 C 5G မှာအသုံးပြုပေးထားတဲ့ CPU က MediaTek Dimensity 6300ကိုအသုံးပြုပေးထားတဲ့အတွက် Virtual Event လိုမျိုး game ကြီးတွေကိုစော့ဖို့အတွက်ကတော့တိတ်အဆင်မပြေပေမဲ့ NND Free Fire လို game မျိုးတွေကိုစော့မယ်ဆိုရင်တော့ smooth ဖြစ်အောင်တော့ run ပေးနိုင်တယ်ပြီးတော့မျက်နှာပြင်ကလည်း 6.9 inch ကိုမှ 120Hz ပါတာဖြစ်တဲ့အတွက်ဒီရဲ့စီးတန်းမှတန်တယ်လို့ပြောလို့ရတယ်ဒါပေမဲ့ HD Plus ပဲဖြစ်လို့ရုပ်ထက်တွေကတော့တိတ်တော့ကြီးတဲ့ထဲမှာတော့မပါဘူးသူရဲ့ဒီဇိုင်းပိုင်းမှာဆိုရင်လေးချိန်က230 gram ဖြစ်တဲ့အတွက်နည်းနည်းလေးတဲ့ထဲမှာတော့ပါတယ်ကင်မရာတွေနဲ့ဆိုရင်တော့15 megapixel main camera ပါဝင်လာဖြစ်တဲ့အတွက်နေ့ခင်းဘက်ဓာတ်ပုံကြီးရိုက်မယ်ဆိုရင်တော့အဆင်ပြေပေမဲ့ညဘက်လင်းအောင်နေတဲ့နေရာမှာရိုက်မယ်ဆိုရင်တော့နည်းနည်းအားနည်းချက်တွေရှိတယ်ဒါပေမဲ့ဒါတွေကလည်း budget ဖုန်းတစ်လုံးကြီးနဲ့ဆိုရင်တော့လက်ခံရမယ့်အနေအထားတစ်ခုပေါ့ဗျာဘက်ထရီအနေနဲ့ကတော့6000 mAh ပါဝင်လာတာဖြစ်တဲ့အတွက်ဘက်ထရီခန္ဓာကိုယ်မှကျိတ်တဲ့သူတွေကတော့လုံးဝ okay ပါတယ်ပြီးတော့ charging စနစ်ကလည်း33W fast charger ပေးထားတဲ့အတွက်မြန်နဲ့မမြန်တယ်လို့အရင်နေတဲ့ထဲမှာလည်းမပါဘူးဆိုတော့ဒီကောင်ဘက်ထရီအတွက်တင့်တော်လဲဆိုရင် budget နည်းနည်းနဲ့ 5G စနစ်ကိုမှသုံးချင်တဲ့သူတွေပြီးတော့ဘက်ထရီခန္ဓာကိုယ်မှလူကျင်တဲ့သူတွေအတွက်ကတော့လုံးဝအဆင်ပြေပါတယ်။ဒါပေမဲ့ကိုကဂိမ်းကြီးတွေကို focus ထားပြီးတော့စော့ကျင်တဲ့သူဆိုရင်တော့ဒီဖုန်းကိုကျွန်တော်လုံးဝ comment မပေးပါဘူး။နံပါတ်1လုံးကတော့ Poco C71 ပါဒီဖုန်းကမက်လာနောက်ပိုင်းမှာတကဘာလုံးကိုစတင်မိတ်ဆက်ခဲ့ပြီးတော့မီလာဝန်းကျင်မှာနိုင်ငံကနေစတင်ပြီးတော့ရောင်းချခဲ့တာဖြစ်ပါတယ်။ဒီရဲ့ Poco C71 မှာအသုံးပြုပေးထားတဲ့ချိတ်ဆက်က Uniso T9250 ချိတ်ဆက်ကိုအသုံးပြုပေးထားတာဖြစ်ပါတယ်။အားသာချက်အနေနဲ့စင်းလုံးတင်ပြီးတော့တမန်သုံးပြုသူတွေနဲ့ပုတ်ပါတဲ့ game တွေကစားဖို့အတွက်ဆိုရင်တော့လုံးဝအဆင်ပြေတယ်။အားနည်းချက်အနေနဲ့ကတော့ performance ဘိုင်းကတိတ်မြင့်ကြီးမဟုတ်တဲ့အတွက်လေးလံတဲ့ APP တွေနဲ့လေးလံတဲ့ game တွေကိုအတင်းကစားရင်ထောက်တာလက်တာမျိုးတွေကြုံရနိုင်တယ်။ပြီးတော့သူ့ရဲ့ brand ကတခြား brand တွေလောက် formula မဖြစ်တာလည်းပါတယ်ပေါ့။ display ဘိုင်းကိုပြောရမယ်ဆိုရင်သူ့ရဲ့မျက်နှာပြင်က6.88 inch ကိုမှ 120Hz ပါလာတာဖြစ်တဲ့အတွက်ဒီရဲ့ဈေးတန်းမှာအားသာချက်လို့ပြောလို့ရတယ်။ပြီးတော့ fingerprint ကိုလည်းဘေးကပါဝါခလုတ်ဖွင့်တဲ့နားမှာတစ်ခါရေးပေါင်းထည့်ပေးထားတော့ချုပ်ချက်တွေမကြိတ်တဲ့သူတွေတော့လုံးဝအဆင်ပြေတယ်။ကင်မရာဘိုင်းကိုပြောရမယ်ဆိုရင်သူက32 megapixel ရဲ့ကင်မရာပါဝင်လာတာဖြစ်တဲ့အတွက်ဓာတ်ပုံတွေပါရိုက်မယ်ဆိုရင်တော့နည်းနည်းမဆိုးလို့ပြောလို့ရတယ်။ဘက်ထရီအနေနဲ့ကတော့9200 mAh ဖြစ်တဲ့အတွက်အလယ်လက်ဆင့်မှာတော့ရှိတယ်။အရန်လည်းမနေရလို့အရန်လည်းမများဘူးပေါ့ဗျာ။ဒါပေမဲ့အားနည်းချက်တစ်ခုကတော့သူ့ကိုအားပြန်သွင်းတဲ့ချိန်ကျရင်15ဝက်ပဲပို့လောက်ထားတာဖြစ်တဲ့အတွက်အားပြီးပြန်သွင်းဖို့ဆိုရင်အချိန်တော်တော်လေးကိုပေးရပါတယ်။ဆိုတော့အားသွင်းတာကိုအချိန်မပေးနိုင်တဲ့သူတွေအတွက်ကတော့ဒီဖုန်းကလုံးဝအားနည်းချက်တစ်ခုပါ။နံပါတ်3က Tecno Spark 40C ပါ။ဒီဖုန်းကကြည့်လိုက်မယ်ဆိုရင် iPhone ရဲ့ design တွေကိုပြုထားတာလားအောင်မြင်ရတယ်။သူ့ရဲ့ design ဘိုင်းက iPhone နဲ့အရင်စင်တူလို့ဖြစ်ပါတယ်။ဒီ Tecno Spark 40C ရဲ့ performance ဘိုင်းကအခြေခံပစ္စည်းအသုံးပြုသူတွေအတွက်လည်းအဆင်ပြေပါတယ်။ TikTok, YouTube, Facebook စတဲ့ app တွေကိုတော့အဆင်ပြေနဲ့အသုံးပြုနိုင်တယ်။ gaming ဘိုင်းမှာဆိုရင်တော့ UBG code တွေက high speed နဲ့မပြေးနိုင်ပါဘူး။ flash game တွေအတွက်ပဲဒီကောင်အဆင်ပြေမှာပါ။သူ့ရဲ့ display ဘိုင်းကတော့ HD Plus ကိုပဲအသုံးပြုပေးထားတာဖြစ်လို့အယောင်တွေကတိတ်မပြတ်သားလာဘူးဆိုပေမဲ့ရှေ့ကပြောခဲ့တဲ့လိုပေါ့50သိန်းတန်ဖုန်းတွေထက်ဆိုင်ရင်ဒီရဲ့ဈေးတန်းမှာဒီလောက်ထိရတာကတန်တယ်လို့ပြောလို့ရမယ်ဒီ Tecno Spark 40C ရဲ့ကင်မရာဘိုင်းကိုပြောရမယ်ဆိုရင်နေ့ခင်းဘက်ဓာတ်ပုံကြီးရိုက်မယ်အလင်းရောင်ကောင်းတဲ့နေရာမှာပုံထွက်တွေကတော့လာပါတယ်ညဘက်ဓာတ်ပုံရိုက်မယ်ဆိုရင်တော့အလင်းရောင်နေတဲ့အတွက်ပုံထွက်တွေကတော့မပြတ်သားတာတွေရှိတယ်ဆိုတော့ battery ဘိုင်းကိုပြောရမယ်ဆိုရင် Tecno ဆိုတဲ့ထုံးစံအတိုင်းပဲ6000 mAh battery ပါဝင်လာတာဖြစ်လို့ဒီနေ့ကုန်စိတ်ကြိတ်သုံးလို့ရတယ်ဆိုတော့ Tecno Spark 40C ကစင်းလုံးတက်တာမယ်အကျက်နေတဲ့သူတွေတက်ကတော့လုံးဝအဆင်ပြေတယ်ဒါပေမဲ့ဘယ်သူတွေတော့မသိတော့ဘူးလဲဆိုတော့ heavy game တွေကိုကစားချင်တဲ့သူတွေကင်မရာ quality ကိုအသားပေးချင်တဲ့သူတွေနဲ့ performance အမြင့်ကြီးကိုလိုချင်တဲ့သူတွေအတွက်ကတော့ဒီရဲ့ Tecno Spark 40C ကတော့လုံးဝအဆင်မပြေပါဘူးဆိုတော့ပေါ်ပြောသွားတဲ့ဖုန်းသုံးလုံးထဲမှာမိတ်ဆွေတို့กินဖို့တဲ့အလုံးကြီးရှိရင်လည်းအောက်ကောင်းမှာရေးခဲ့ပေးလို့ရပါတယ်နောက်လာမယ့်ဗီဒီယိုမှာပြန်တွေ့လိုက်ကြရအောင်